ဒီလူဟာချွေးထွက်လုံးလို့သူ့ရဲ့ချွေးတွေဟာဘတ်စကားတစ်စီးလုံးကိုရေလွှမ်းမိုးသွားစေတဲ့အထိပါပဲရေတကွန်တစ်ခုဖွင့်ချလိုက်တယ်လို့မျိုးသူ့စီကနေချွေးတွေတသွင်းသွင်းစီးကြနေတာပါဒါကြောင့်လဲသူဟာဘတ်စကားကုမ္ပဏီအားလုံးရဲ့နာမည်ပြည့်စည်ရင်အသွင်းခံရပြီးဘယ်ရင်မောင်းကမှသူ့ကိုကားပေါ်အတက်မခံတော့ပါဘူးအိမ်ပြန်ဖို့တခြားနီလန်းရှာရတော့မှမို့သူဟာတက္ကစီတစ်စီးကိုခေါ်လိုက်ပါတယ်ကံကောင်းချင်တော့တက္ကစီဆရာကအေးကွန်းဖွင့်ပေးထားလို့သာသူ့ရဲ့ချွေးထွက်တာရပ်သွားခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့ပြဿနာတွေကအိမ်ရောက်တော့လည်းမပြီးသေးပါဘူးသူဟာငားဟင်းချက်ရတာဝါသနာပါသူဖြစ်ပေမဲ့မီးပုံနာရောက်တာနဲ့သူ့စီကနေစီးကြလာတဲ့ချွေးတွေကြောင့်မီးပုံမီးတောက်ဟာငြိမ်းသွားခဲ့ရပါတယ်သူ့ရဲ့ချွေးတွေကဘလောက်တောင်များလဲဆိုရင်တည်နေတဲ့ငားကိုတောင်ပြန်ရှင်လာစေနိုင်တဲ့အထိပါပဲစိတ်ပြတ်သွားတဲ့သူဟာဟင်းချက်ဖို့လက်လျှော့လိုက်ပြီးအစားတောက်ပဲမှားစားဖို့ဆုံးဖြတ်လိုက်ပါတယ်အစားတောက်ပို့တဲ့သူရောက်လာတဲ့အခါမှာတော့အံ့ဩမှင်ဖတ်သွားခဲ့ရပါတယ်အပူရန်ကနေလွတ်မြောက်ဖို့အတွက်ဒီလူဟာသူ့အိမ်အနှံ့မှာပန်ကာပေါင်းများစွာကိုတက်ဆင်ထားတာကိုသူဟာပန်ကာတွေနဲ့နည်းနည်းလေးတော့အဝေးမခံပါဘူးဘာလို့လဲဆိုတော့ပန်ကာရှိကနေဖေလိုက်တာနဲ့သူ့တကူလုံးချွေးတွေနဲ့ရွှဲနေသွားမှာမို့လို့ပါတနည်းတော့ယုံမှာတန်ရှင်းရေးသမားကကြမ်းတိုက်နေပါလေဒီလူယုံတဲ့ကိုဝင်လာတာနဲ့တပြိုင်နက်သူ့စီကကြာလာတဲ့ချွေးဆက်တွေကြောင့်တိုက်ထားသမျှကြမ်းပြင်တွေဟာပြန်ဆိုးကုန်ပြီးတန်ရှင်းရေးသမားလေးသူ့အလုပ်တွေအလကားဖြစ်သွားတာကိုကြည့်ပြီးဘာမှမတတ်နိုင်ပဲဖြစ်နေရပါလေနောက်တနေ့မှာတော့သူဟာကွန်ပျူတာတစ်လုံးကိုပြင်ပြီးနေပါလေအဲ့ဒီအချိန်မှာလူဖို့ကိုင်ဖက်တစ်ယောက်ကတကားပိတ်ဖို့မိသွားခဲ့ပါလေအပြင်ကလီပူလီအထဲကိုတိုးဝင်လာတာနဲ့ဒီလူဟာနောက်တစ်ချိန်ချွေးတွေထွက်ပြန်ပါတော့တယ်ချွေးတွေကကွန်ပျူတာတွေကိုတိုက်ရိုက်ကျသွားပြီးကွန်ပျူတာကိုလောင်ကျွမ်းသွားစေပါတယ်ဒါပေမဲ့အဲ့ဒီကွန်ပျူတာပိုင်ရှင်ဝန်ထမ်းလေးကတော့အတိရတော့မှမလို့အရန်ကိုပျော်ရွှင်သွားပါတော့တယ်